မင်္ဂလာပါကျွန်တော်ဒီဗီဒီယိုမှာဆိုလို့ရှိရင်ကျွန်တော် YouTube မှာ personal account ဖွင့်တာနဲ့ YouTube brand account ဆိုတာနှစ်ခုရှိတယ်เนาะဆိုတော့ brand account ဆိုတာကဘာလဲအခုကျွန်တော်လူတော်တော်များများကျွန်တော်သုံးနေတာက personal account ဖြစ်ပါတယ်အခုကျွန်တော်လက်ရှိသုံးနေတဲ့ personal account ကတော့ manager တွေပြီးလို့ရှိရင် editor တွေကိုအရင်ကဆိုရင်ခန့်လို့မရဘူးကွာပြီးလို့ရှိရင်သူတို့ကကန်တက်ထားတယ်အဲ့လိုမဟုတ်ဘဲနဲ့အခု brand account မှာဆိုလို့ရှိရင်ကျွန်တော် manager တွေဘယ်လောက်ထားမလဲ editor တွေဘယ်လောက်ထားမလဲပြီးလို့ရှိရင်ကိုယ့်ရဲ့လုံခြုံမှုတွေ data တွေဘယ်လိုမျိုးထားမလဲဆိုတာကိုကျွန်တော်ဒီဗီဒီယိုမှာပြောပြတော့မှာပဲဖြစ်ပါတယ်ပြီးလို့ရှိရင် brand account ကိုလည်းကျွန်တော်ဘယ်လိုဖွင့်မလဲဆိုတာကိုကျွန်တော်ဒီဗီဒီယိုမှာတစ်ခါတည်းပြောပြတော့မှာပဲဖြစ်ပါတယ်ခင်ဗျာဒါဆိုရင်ကျွန်တော်ကြည့်လိုက်ရအောင်ပါโอเคဒါဆိုရင်ကျွန်တော်ကအခုကျွန်တော်ဖွင့်နေတာက personal account ဖြစ်ပါတယ်ဒါကျွန်တော်ရဲ့ account ဖြစ်ပါတယ်ပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်ကဒီမှာ personal account ဆိုတာကသူဦးတယောက်တည်းပဲအသုံးပြုတာကွာဒီလား brand account ဆိုလို့ရှိရင်2ယောက်3ယောက်အဲ့လိုမျိုးခန့်လို့ရတာပြီးလို့ရှိရင်ကျွန်တော်ဒီမှာကြည့်လိုက်ပါ brand account ဖွင့်မှာဆိုလို့ရှိရင်ကျွန်တော်ဒီမှာကြည့်လိုက်ဒီမှာကိုယ့်ရဲ့ account ကိုတစ်ချက်နှိပ်မှာနော်ဒီမှာYouTube Studio ဆိုတာရှိတယ် YouTube brand account ကိုဘယ်လိုဖွင့်မလဲဆိုတာကိုအခုပြောပြမှာနော် brand account ဖွင့်တော့မှာဆိုလို့ရှိရင်ကိုယ့်ရဲ့ email ကဒီမှာပေါ့နော်ဒီ email ကိုကဒီ owner အနေနဲ့ထားမှာပြီးလို့ရှိရင် owner ရဲ့ account မှာကိုကဒီ YouTube channel ဖွင့်ထားတယ်ပေါ့နော်ပြီးလို့ရှိရင်ဒီ YouTube channel ကိုကျွန်တော်က brand account ကိုပြောင်းမယ်ဆိုလို့ရှိရင်ကျွန်တော်ကဒီမှာswitch account ဆိုတာရှိတယ်အဲ့ဒီ switch account ဆိုတာကိုတစ်ချက်နှိပ်ပေးပါအဲ့ဒီ switch account ဆိုတာကိုတစ်ချက်နှိပ်ပေးပြီးရင်ကျွန်တော်ကဒီမှာ view all channel ဆိုတာရှိပါတယ်အဲ့ဒီ view all channel ကိုတစ်ချက်နှိပ်ပေးလိုက်ဒီမှာ create channel ဆိုတာရှိပါတယ်ဒီ create channel ကိုကျွန်တော်ကတစ်ချက်နှိပ်ပေးရမှာဖြစ်ပါတယ်ပြီးလို့ရှိရင်ဒီ create channel ကိုနှိပ်ပြီးပြီဆိုလို့ရှိရင်ဒီမှာ name ရှိတယ်ကွာအဲ့ဒီ name နေရာမှာကျွန်တော်ကနာမည်ရေးပေးလိုက်ရုံနဲ့ကျွန်တော်က brand account ဖြစ်သွားပြီပြီးလို့ရှိရင်ဒီမှာဓာတ်ပုံထိမယ်ဆိုလို့ရှိရင်ထိပေါ့ဒါကနောက်မှ adjust လုပ်လို့ရတယ်အခုဒီမှာအရေးကြီးတာကဒီ name ကကိုယ့်ရဲ့အလုပ် brand နာမည်ထိရင်ပိုအဆင်ပြေတယ်ပေါ့နော်ဥပမာကျွန်တော်ကဒီမှာကွာဒီနာမည်ကျွန်တော်ထိလိုက်မယ်သူတို့အစင်အပြပြထားရင်ရသွားပြီโอเคဒါဆိုရင်ကျွန်တော်ကဒီမှာ create ကိုနှိပ်လိုက်မယ်ကျွန်တော်က brand account ဖြစ်သွားပြီတိလား YouTube brand account ဖန်တီးတာပြီးသွားပြီအခုဒီ brand account ရဲ့ owner ကဒီမှာနော်ဒီ email ဖြစ်ပါတယ်ဆိုတော့ဒီ brand account ကိုကျွန်တော်က adjust လုပ်ချင်တယ်နောက်မှ set လုပ်လို့ရတယ်ဆိုတော့ကျွန်တော်ကဒီကောင်ကို brand account ဖြစ်သွားပြီဆိုတော့အဲ့ဒီ brand account ထက်မှာကျွန်တော်က editor တွေ manager တွေခန့်မှာဆိုလို့ရှိရင်ကျွန်တော်ကဒီမှာ brand account ရဲ့ profile ကိုနှိပ်ပေးပြီးဒီမှာ setting ကိုတစ်ချက်နှိပ်မယ် setting ကိုတစ်ချက်နှိပ်မယ်ဆိုလို့ရှိရင်အရင်ကပုံမှန်ဆိုလို့ရှိရင်ဒီမှာနော် channel manager ဆိုတာရှိတယ်ကွာဒီ channel manager ဆိုတဲ့နေရာကိုဒီမှာ add or remove manager ဆိုတဲ့နေရာကိုနှိပ်လို့ရှိရင်အရင် version ဟာ2021ရဲ့ version မှာဆိုလို့ရှိရင်အခုဒီနေရာမှာနှိပ်လို့ရှိရင်ဒီမှာပေါ်ပေးတယ်အခုဒါမဲ့အခုဒီကောင်မဒီမှာမပေါ်တော့ဘူးအခု delete account ပဲပေါ်နေတယ်ပေါ့နော်ဆိုတော့ဒီကောင်ကိုကျွန်တော်ပြန်ဆုတ်လိုက်မယ် manager တွေခန့်ဖို့အတွက် studio ဆိုတာရှိတယ်ကွာ YouTube studio ဆိုတာရှိတယ်အဲ့ဒီ YouTube studio ဆိုကိုကျွန်တော်ကသွားလိုက်မယ် YouTube studio ကိုသွားပြီးပြီဆိုလို့ရှိရင်ဒီမှာတစ်ချက် setting ဆိုတာရှိတယ်အဲ့ဒီ setting ဆိုတဲ့နေရာမှာကျွန်တော်က manager တွေခန့်မှာဖြစ်တဲ့ဒီမှာ permission ဆိုတာရှိတယ်အဲ့ဒီ permission ကိုကျွန်တော်နှိပ်ရမှာဖြစ်တယ်အဲ့ဒီ permission မှာအခုကျွန်တော်ကဒီ manager တွေတစ်ဆင့်ခန့်မှာဆိုတော့ကျွန်တော်ကဒီမှာအပေါ်မှာ invite ဆိုတာရှိတယ်အဲ့ဒီ invite ကိုတစ်ချက်နှိပ်ပလိုက်ကိုကဘယ်သူကိုခန့်ချင်တာလဲဥပမာကိုယ့်ရဲ့တငယ်ချင်းကိုခန့်ချင်တယ်ဆိုရင်ကိုယ့်တငယ်ချင်းရဲ့ email ဒီမှာထည့်ပေးလိုက်အခုကျွန်တော်ဒီမှာကျွန်တော်ရဲ့ email တစ်ခုကိုကျွန်တော်ထည့်လိုက်မယ်ဒီမှာနော်စမ်းပြပေးမှာဖြစ်တဲ့ကြောင့်လို့โอเคအဲ့လိုမျိုးဒီမှာ email ထည့်ပေးလိုက်ပြီဆိုလို့ရှိရင်ဒီနာလေးမှာကိုက manager ခန့်မှာလား editor ခန့်မှာလားကျွန်တော်က manager ခန့်မှာဆိုလို့ရှိရင်ဒီမှာ manager ကအကုန်လုံးYouTube ဒီ brand account ကိုအကုန်လုံး edit လုပ်လို့ရတယ်ဒါပေမဲ့ဒီ YouTube မှာဝင်ငွေပေါ့နော်ဒီပတ်စံရှာတဲ့ monetization တွေရှောက်တဲ့အခါမှာဝင်ငွေတွေကမြင်ရမှာမဟုတ်ဘူးသူတို့ကဒီမှာပြောပြပေးထားတယ်အဲ့ဒါ owner တယောက်ပဲမြင်မှာအဲ့ဒါတခုကျွန်တော်တတိထားဖို့လိုတယ်ဒီ brand account ပေါ့နော်ပြီးလို့ရှိရင်ဒီမှာ editor ဆိုတာကကွာ copyright တွေပါတယ်မိလို့ရှိရင်သူကအဲ့ဒီ copyright တွေကိုပြန်မှဖြည့်ပေးလို့ရမယ် content တွေပါတယ်ဖန်တီးပေးလို့ရမယ် editor limit ဆိုရင်သူကပို့ဆိုးတယ်ကွာပြီးလို့ရှိရင် subtitle editor ဆိုရင်လည်းပဲသူက content ကိုသူကတည်တံ့ဖန်တီးပေးတာအဲ့လိုမျိုး role တွေခွဲလို့ရတာပေါ့ဥပမာခမရဆိုလို့ရှိရင်ဒါ content တွေဖန်တီးပေး content တွေရေးပေးဥပမာနောက်တစ်ယောက်ဆိုလို့ရှိရင်ခမရ post တွေတင်ပေးခမရဆိုလို့ရှိရင်တည်တံ့ video တွေ upload လုပ်ပေးအဲ့လိုမျိုးတည်တံ့ပေါ့ဒါ viewer ဆိုလို့ရှိရင်ကျွန်တော်ကိုယ့်ရဲ့ channel ကြည့်လို့ပဲရမှာကွာဒီလားအဲ့လိုမျိုးပေါ့နော်ဒါခုကျွန်တော်ကသူ့ကို manager နေရာမှာထားမယ်ဆိုလို့ရှိရင် manager ကို channel ပေးလိုက်ပေါ့ manager နဲ့ပေးလို့ရှိရင်ဒီမှာ done ကိုနှိပ်ပေးပြီး save ကိုနှိပ်ရမယ်ဒီမှာ save ကိုနှိပ်လိုက် save ကိုနှိပ်လိုက်ပြီးရှင်ကျွန်တော်ကဒီမှာnext ကိုနှိပ်လေရတယ် next ကိုနှိပ်ပြီးဆိုလို့ရှိရင်ဒီမှာကိုယ့်ရဲ့ email password ထည့်ပေးမှာဖြစ်ပါတယ်ဒီ owner ရဲ့ password ပေါ့နော်ကျွန်တော်ဒီမှာထည့်လိုက်ပါမယ် okay ဒါဆိုရင်ကိုယ့်ရဲ့ number လေးတွေကြားလာတယ်ပေါ့နော်ပြီးလို့ရှိရင်ကိုယ့်ရဲ့ phone ထဲမှာကျွန်တော် phone ထဲမှာတစ်ချက်ရောက်မယ်စစ်ကြည့်မယ်
Okay ဒါဆိုရင်ဖုန်းတက်မှာကျွန်တော်က access ကိုနှိမ့်လိုက်ရင်ရပြီပေါ့နော် Okay ဒါဆိုရင်ကျွန်တော်ကခုနကျွန်တော် invite လုပ်ထားတဲ့ email မှာသူ့စီမှာ noti တက်လာမယ်နော် noti တက်လာလိမ့်မယ်အဲ့ဒီ noti ကဘယ်လိုကြည့်ရမလဲဆိုလို့ရှိရင်ကျွန်တော်သူ့ရဲ့ noti email ထဲကိုကျွန်တော်ကြည့်ရမှာဖြစ်ပါတယ်invite လုပ်တာဒီမှာတွေ့လားinvitation or access the channel KL on YouTube မှာဒီမှာ invite ရောက်လာလိမ့်မယ်ကျွန်တော် laptop နဲ့မဟုတ်ရင်တော့မှကျွန်တော်ကဖုန်းထဲမှာဆိုလို့ရှိရင်ကိုယ့်ရဲ့ဖုန်းထဲမှာ noti တက်လာလိမ့်မယ် email ပေါ့နော်ဒီ email ကျွန်တော်ကတစ်ချက်နှိပ်ပေးရမှာဖြစ်ပါတယ်ဒီမှာအခုလိုမျိုးပေါ်လိမ့်မယ်တွေ့လားအဲ့လိုပေါ်လိမ့်မယ်ဆိုမှ access invitation ဆိုတော့ကိုနှိပ်ပေးရမှာဆိုတော့ခုနဖွင့်ထားတဲ့ YouTube မှာကျွန်တော်ဒီမှာတစ်ချက်ပြန်ကြည့်ကြည့်မယ်နော်setting ရဲ့ဒီကောင် setting ရဲ့ဒီမှာ permission ကိုတစ်ချက်သွားမယ် permission ကိုသွားပြီးဆိုလို့ရှိရင်ဒီမှာသိလား abandon accept them ဆိုတာရှိမှဒီမှာသူစာလို့ပေါ်ထားတယ်ဒါသူတို့ကဒီ accept မလုပ်ပေးရသေးဘူးဆန်းငန်းထားတဲ့ပုံဆိုတဲ့ပုံစံမျိုးပေါ့နော်ဒီကအခုဒီစာတန်းလေးကိုချက်မှတ်ထားပေးပါနော်ဒီက close နေလိုက်မယ်ပြီးလို့ရှိရင်ကျွန်တော်ခုနနောက်ထပ် email တစ်ခုကျွန်တော်သွားမယ်တော့လို့ရှိရင်ဒီမှာကျွန်တော် access ကိုနှိပ်ပေးလိုက်ပြီဆိုရင်ကျွန်တော်ကဒီ channel တစ်ခုကိုနေရာတူတူတွေ့ပြီးမှအလုပ်လုပ်ရတော့ပြီပေါ့နော် street channel ကိုနှိပ်မလားအဲ့လိုမဟုတ်ဘဲနဲ့ဒီမှာ close ကိုနှိပ်မလားဥပမာ close ကိုကျွန်တော်ခဏနှိပ်ပေးလိုက်မယ်ဒါတော့ပုံမှန်ပဲပေါ့နော်ကျွန်တော်ပုံမှန်လုပ်ပေးလိုက်ပေါ့ Okay ဒါဆိုရင်ကျွန်တော်ကဒီမှာအခုန access လုပ်ပေးလိုက်ပြီဆိုတော့ဒီကောင်လေးကိုကျွန်တော်ဒီမှာကြည့်လိုက်ပါ Okay ဒါဆိုရင်ဒီမှာကြည့်လိုက်မှဆိုလို့ရှိရင်ဒီ KL ဆိုတဲ့ဒီ channel ကိုကျွန်တော် invite လုပ်ထားတဲ့ဟာတွေ့လိမ့်မယ်ဒီမှာ setting ကိုတော့မှ permission ကိုတော့မှ Okay ဒီမှာ manager ဆိုတော့ပေါ်တော့ပဲခုနဒီမှာစာတန်းထုတ်မပေါ်တော့ဘူးเนาะဆိုတော့ဒီမှာကျွန်တော်ရဲ့ brand account မှာ owner ကဒီကောင်လေးဖြစ်တယ်ပြီးလို့ရှိရင်ကျွန်တော်ခန့်ထားတဲ့ manager ကတော့ဒီတယောက်ဖြစ်ပါတယ်ပေါ့เนาะတကယ်လို့မြဒီနေရာမှာ manager မခန့်ချင်ဘူးပြန်ပြီးမှသူ့ကို editor ပြန်ခန့်ချင်တယ်ဆိုလို့ရှိရင်ဒီနေရာမှာကျွန်တော် select ပြန်ရွေးပြလိုက်ပြီးလို့ရှိရင် select စစ်ပြန်နှိပ်ပြလိုက်ဆိုတော့သူတို့manager အဆင့်မဟုတ်တော့မင်းနဲ့ editor အဆင့်ကိုကျွန်တော်ဒီပြန်ပြောင်းပေးလို့ရတယ်ပေါ့နော်ဆိုတော့ကျွန်တော်မပြောင်းပေးတော့ဘူး Okay ဒီ channel ကိုကျွန်တော်ကအခုနဒီဘက်မှာလေးပဲတွားကြည့်မှာနော် Okay ဒီဘက်မှာလည်းကျွန်တော်တွားကြည့်မှာဆိုလို့ရှိရင်ဒီနေရာမှာyour channel ကျွန်တော်ဒီမှာ street account ဆိုတာရှိတယ်ကွာအခုဒီနေရာမှာလည်းတွေ့လားဒီမှာအစမှာဆိုလို့ရှိရင်ကိုယ့်ရဲ့ personal account တစ်ခုပဲရှိတယ်အခုတော့ဒီမှာကျွန်တော်က brand account ကိုချိန်လိုက်ပြီဆိုတော့ဒီမှာဒီ account ကိုကျွန်တော်ပြန်မှဝင်လို့ရသွားပြီအခုရှိတာကကျွန်တော်ကဒီမှာmanager တွေ editor တွေဆိုတာကကိုယ့်ရဲ့ YouTube channel setting တွေကိုအကုန်လုံးလုပ်လို့ရပါမယ်ဒီ sorry editor လုပ်လို့မရဘူးပေါ့နော်manager လုပ်လို့ရတယ်ဒါပေမဲ့ဒီ owner တယောက်ကဒီငွေကြေးနဲ့ပတ်သက်ပြီးမှအကုန်လုံးဒီမှာစီမံခန့်ခွဲကြည့်လို့ပဲရမှာဖြစ်တယ်အဲ့ဒီတခုသူတို့ပြောပြထားတယ်ပေါ့နော်ဟုတ်ကဲ့ပါခင်ဗျာကျွန်တော်ဒီဗီဒီယိုကတော့ကျွန်တော်ဒီ YouTube personal account နဲ့ brand account ဘယ်လိုမျိုးအလုပ်ကောင်းလဲရတယ်လဲဆိုတာကိုကျွန်တော်ဒီဗီဒီယိုမှာပြောပြတာပဲဖြစ်ပါတယ်ပြီးလို့ရှိရင် YouTube brand account ဖွင့်ခြင်းကိုလည်းကျွန်တော်ဒီမှာတစ်ခါလေးပြောပြသွားတာပဲဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါကျွန်တော်ရဲ့ channel ကို subscribe မလုပ်သေးဘူးဆိုလို့ရှိရင် subscribe နိုင်ပြီးတော့တောင်းဆိုချင်ပါတယ်ခင်ဗျာနောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်အားလုံးကိုကျေးဇူးပါ bye bye